အာဆီယံကိုမဲလုံးမဲပေးပြီးသွားပြီလား ငါတောင်းကြည့်နော် မဲလုံးအချိန်နေဘလို့လဲကွာအပြာအသင်းကကျွန်တော်တို့ကက်ထုတ်ထားတော့နည်းနည်းအတန်ထွက်နေတယ်အဖ အရင်ကကျမတို့ရွေးကောက်ပွဲကိုယုံကြည်လို့ရခဲ့တာပေါ့နော်အခုအခင်းအကျင်းရကျမတို့ပါတီတွေကအာဏာရအစိုးရနဲ့ပြိုင်တယ်လို့ဖြစ်သွားတယ်ပြည်ထောင်စုလွှတ်တော်မှာမဲခွဲလိုက်မယ်ဆိုလို့ရှိရင်တက်မတော်ကတင်မြှောက်ထားတဲ့ဒုသမ္မတတွေလည်းသမ္မတဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲလို့တော့ယတိပြက်ပြောလို့မရသေးဘူးရှင်ယုံကြည်လို့မရသေးဘူးပြောချင်ပါတယ်ရှင် နင်တို့အကောင်မကိုဒီတိုင်းလှော့ထားပေးတာလားကွာ လောလက်ပြီးတရားမျှတရမယ်လေဗျာ ငါစိတ်တွေမနေထင်းနေရတော့ အခမ်းအနားလေးဆောင်ပါပါကျွန်တော်ကနိုင်ငံဝန်ထမ်းပါတီကောင်းဆောင်မဟုတ်ဘူးတမနာလှုပ်ချင်ပါတယ်ဘာညာသွားပြောလို့မရဘူးလွှတ်တော်ကတမနာရွေးကောက်တင်မြှောက်တဲ့အခါခေါ်တဲ့အခါမှာအဲကြမှာ process တွေရှိတယ်အဲကြမှာကျွန်တော်လုပ်ပါမယ် ခွေးဘူးကတမနာလို့ဖို့စကားတွေပြောနေပြီနော်အေးငါကြားကျွန်တော်တို့ကဆရာကိုတမနာလုံးရမယ်ထင်းနေတာတော့ဆရာအေးငါမှအစီအစဉ်ရှိတယ်ငါတို့တွေလည်းတောခုပြီးတော့ PDF လုံးမယ်ကွာတနက်18ချက်မှန်ထားတာဟေ့အောင်ဘိုက်ထဲမှာကြီးစံ2000ရှိတယ်ကွာဘာခွေးဘူးရေဘာရင်းရဆေးကောင်တွေကတော့တောခုံပဲပြောနေတယ်နော်အေးကောင်းတာပေါ့ကွာအဖွဲတွေများလေစပွဲတွေကြားလေဟေ့ငါတော့ပြောလေဟေ့ငါပေးစော်ထားတဲ့ကစားကွင်းတွေကနေရုပ်လေးတွေစိတ်ကူးရင်မနေနဲ့နိုင်တာကအစိမ့်သေးပဲနိုင်မှာအေးတမရကငါလုံမှာရှင်းလား